မြန်မာနိုင်ငံနဲ့ကမ္ဘာပေါ်မှာလူသေဆုံးမှုအများဆုံးနဲ့နောက်ဆက်တွဲဆိုးကျိုးယောဂါတွေဖြစ်တဲ့နှလုံးသွေးကြောကျဉ်တာတွေလေဖြတ်တာတွေကြောက်ကက်ထိခိုက်တာတွေအများဆုံးဖြစ်စေတဲ့ယောဂါတွေအဓိကတရားခံကတော့သွေးတိုးယောဂါပဲဖြစ်ပါတယ်။ဒီတက်ပိုပြီးကြောက်စရာကောင်းတာကတော့လူတော်တော်များများကကိုယ်မှာသွေးတိုးရှိမှန်းသိမနေကြတာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့သွေးကြောတွေကိုတင်းမာပြီးတော့သွေးပေါင်မတက်အောင်လို့ကာကွယ်ပေးနိုင်မဲ့အဓိကနီလန်း၄ခုကိုစိတ်ဝင်စားစရာပုံလေးတွေနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်။သင်ခန္ဓာကိုယ်မှာရှိတဲ့နှလုံးနဲ့သွေးကြောတွေကိုရေပိုက်လိုင်းတစ်ခုနဲ့ရေမော်တာတစ်ခုလိုမြင်အောင်ကြည့်လိုက်ပါခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးကြောတွေကတော့သင်ခန္ဓာကိုယ်ရဲ့သွေးကြောတွေကရေပိုက်လိုင်းတွေနဲ့တူတယ်လို့မြင်အောင်ကြည့်လိုက်ပါနှလုံးကတော့ဒီရေပိုက်လိုင်းတွေမှာရေကြောင်းအောင်လို့ပို့ဆောင်ပေးမယ်မော်တာတစ်ခုလိုမြင်အောင်ကြည့်လိုက်ပါဒီတော့သင်ရဲ့ခန္ဓာကိုယ်ကနှလုံးနဲ့သွေးကြောတွေကိုကျန်းမာစေဖို့လို့အတွက်ဘာတွေလုပ်ရမလဲဆိုရင်ဒီအချက်၄ချက်ကိုကာကွယ်ခြင်းအပြင်သွေးပေါင်မတက်အောင်လို့ကာကွယ်ပေးနိုင်ပါတယ်နံပါတ်1ကတော့စားလျှော့စားဖို့ပဲဖြစ်ပါတယ်ကျွန်တော်တို့စားလိုက်တဲ့စားလို့ခေါ်တဲ့ဒီဆိုဒီယမ်တွေကသွေးကြောထဲမှာရေတွေကိုဆွဲထားတတ်ပါတယ်အဲ့တော့ရေပိုက်တွေထဲမှာရေတွေများလာလို့ရှိရင်ပိုက်တွေဖောင်းလာမယ်တင်းလာမယ်ဒါမျိုးတွေဖြစ်နိုင်တယ်ဆိုတာမြင်အောင်ကြည့်လိုက်ပါအဲ့တော့သွေးကြောထဲမှာစားတွေများလာလို့ရှိရင်သွေးဖိအားတွေတက်လာပြီးတော့သွေးပေါင်ကြီးမြင့်တက်လာမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ငပိတွေငချောက်တွေငန်းပြားကြီးတွေနဲ့အငံများတဲ့အစားအစာတွေကိုလျှော့စားဖို့လို့အတွက်လိုအပ်ပါတယ်တနေ့ကိုလက်ဖက်ရည်စွန်းတစွန်းထဲစားသားသုံးမှုပမာဏကပိုပြီးတော့မများသင့်ပါဘူးနံပါတ်2ကတော့ကိုယ်လေးချိန်ထိမ့်သိမ့်ဖို့ပါပဲအဲ့တော့တဲ့ခန္ဓာကိုယ်ကဝလာလေလေသွေးပို့ပေးရမယ့်နေရာတွေများလာလေလေမို့လို့နှလုံးကပိုပြီးတော့အလုံးလောက်ရပါတယ်ခန္ဓာကိုယ်၄ချိန်10ပေါင်လောက်တက်သွားရင်တောင်မှသွေးပေါင်ချိန်ကပိုပြီးတော့မြင့်တက်လာပြီးတော့ကိုယ်၄ချိန်10ပေါင်လောက်ပြောကြသွားတာနဲ့သွေးပေါင်ချိန်တိတိတသာကျဆင်းသွားပြီးတော့သွေးကြောတွေနဲ့နှလုံးတွေကအလုံးလောက်ရတာပိုပြီးကောင်းလာပါတယ်အဲ့တော့ခန္ဓာကိုယ်၄ချိန်ဝါလာပြီဆိုရင်သွေးကြောတွေထဲမှာလည်းအဆီတွေနဲ့ကြီးလေးတွေလိုမျိုးပိတ်ဆို့လာပါတယ်ရေပိုက်တွေထဲမှာကြာရင်ရေကြီးတွေပိတ်ဆို့လာရင်ရေတွေစီးဆင်းမှုမမှန်သလိုပဲသွေးကြောတွေထဲမှာအဆီတွေကြီးတွေနဲ့ပိတ်ဆို့လာလို့ရှိရင်သွေးပေါင်ကြီးမြင့်တက်ဖို့နဲ့ခန္ဓာကိုယ်ထိခိုက်ဖို့ကတော့လွန်ကျွံမြင့်တက်လာမှာပဲဖြစ်ပါတယ်နံပါတ်3ကတော့ကိုယ်လက်လှူရှားမှုရှိဖို့ပဲဖြစ်ပါတယ်လေ့ကျင့်ခန်းလုပ်တာကသွေးကြောတွေကိုပျော့ပြောင်းစေပါတယ်တနေ့ကိုမိနစ်30လောက်လမ်းလျှောက်တာစပိန်စီးတာမျိုးလုပ်ပေးလို့ရှိရင်သွေးကြောတွေကပိုပြီးတော့ပျော့ပြောင်းပြီးတော့သွေးပေါင်ချိန်ကိုရောကြစေမှာပဲဖြစ်ပါတယ်နံပါတ်4ကတော့စိတ်ဖိစီးမှုကိုလျှော့ချဖို့ပါပဲစိတ်ညစ်တဲ့ခါမှာဒေါသထွက်တဲ့ခါမှာထွက်လာတဲ့ဟော်မုန်းတွေကသွေးကြောတွေကိုကျဉ်းစေပြီးတော့နှလုံးခုန်နှုန်းကိုမြန်စေပါတယ်အဲ့တော့ကိုယ်စိတ်တူနေတဲ့အချိန်ကိုပြန်ပြီးမြင်အောင်ကြည့်လိုက်ပေါ့အဲ့တော့စိတ်ညစ်လာပြီးစိတ်တူလာပြီးဆိုရင်တော့နှလုံးခုန်တွေမြန်လာမယ်သွေးတွေတိုးလာပြီးတော့ခေါင်းတွေကိုက်လာမယ်ပေါ့နော်အဲ့တော့ဒီလိုစိတ်မညစ်ဖို့အတွက်စိတ်ဖိစီးမှုလျှော့ချဖို့အတွက်တရားထိုင်တာအသက်ရှူလေ့ကျင့်ခန်းတွေလုပ်တာတခြားကိုယ်စိတ်ဝင်စားတဲ့ကောင်းတဲ့စာအုပ်ဖတ်တာသင်နာထောင်တာဒါတွေကိုလုပ်ခြင်းအပြင်စိတ်ဖိစီးမှုကိုလျှော့ချရမှာပဲဖြစ်ပါတယ်စိတ်ဖိစီးမှုလျှော့ချမှာပဲသွေးပေါင်ချိန်မြင့်တက်မှုကိုတားဆီးနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့ခုနပြောခဲ့တဲ့အချက်တွေကိုလိုက်နာပြီးတော့ကာကွယ်လိုက်မယ်ဆိုလို့ရှိရင်တော့သွေးတိုးနဲ့သွေးတိုးရဲ့နောက်ဆက်တွဲကြောင့်ဖြစ်တဲ့အန္တရာယ်တွေကိုလျှော့ချနိုင်မှာဖြစ်ပါတယ်အားလုံးပဲသွေးတိုးယောဂအန္တရာယ်မှာကင်းဝေးဖို့လို့အတွက်ဆုတောင်းလိုက်ပါတယ် channel ကို subscribe လုပ်ထားဖို့လို့လည်းတောင်းဆိုလိုက်ပါတယ်ဆုံးထိအောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ